ပွဲပါနေတဲ့နှစ်သိန်းအကျွေမှာတွင်းခိုးတွေနဲ့ဖျော်ဖြေနိုင်မှာမလားမင်္ဂလာပါခင်ဗျာ Nice Stress Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ညaprèsရွေးချယ်ထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည12နာရီအချိန်မှာရှင်ပြိုင်ကစားကြမယ်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ Atletico နဲ့ Sociedad တို့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီပွဲမှာတော့ Asian Atletico အနည်းနဲ့ body ဈေးတစ်လုံး30နိုင်ဈေးကြောပေးထားပြီးဂိုးပေါင်းကိုတော့3လုံး80နိုင်ဖွင့်လှစ်ပေးထားပါတယ်ဗျအင်ကွင်းမှာအခန့်ကစားရမယ့် Atletico အနည်းနဲ့ချန်ပီယံဖြစ်ဖို့လည်းမလွယ်တော့သလိုချန်ပီယံလိတိုက်ရိုက်ဝင်ရောက်ဖို့လည်းဖိအားမရှိလာကြောင်းမလို့ Atletico အနေနဲ့ဒီပွဲထပ်စားရင်ဂျာရက်မှာကစားရမယ့်ချန်ပီယံလိဂဲစဉ်ကိုသာအာယုံရောက်နေနိုင်ပါတယ်။အဲ့တဲ့ဆိုစီဒတ်အနေနဲ့တော့ဥရောပဝင်ခွင့်သမီးအားအတွက်ရမှတ်တီလိုအပ်နေတယ်ဆိုပေမဲ့ဂျာရက်မှာလိဖလားပွဲကစားထားရလို့ဒီပွဲမှာအနေငယ်ပွဲပါနေနိုင်ပါတယ်။ပထမအကြော့အတွက်ဆိုမှုမှာ Atletico အနေနဲ့တရေအရှုံးစေးဖွင့်လှစ်ထားခဲ့လို့ယခုအိမ်ခွင်းပွဲမှာတလုံးတရေဈေးတန်မျိုးကေးထားတာဟာတင့်တယ်များတာတဲ့ body အကြောပေးမှုလို့မှတ်ယူပါတယ်။သို့တော်ဒီပွဲမှာဈေးလျော့ချနေတာဟာဂိုးပေါင်း3လုံး80နိုင်ဆိုတဲ့ဖွင့်လှစ်မှုပါပဲ။ဘာကြောင့်ဆိုလက်ရှိမှာ Atletico အနေနဲ့အိမ်ကွင်းမှာဆိုရင်တပွဲပြန်မြနှက်ကိုနှုံသွင်းထားသလိုတစ်ဖက်ကဧည့်သည် Sociedad အနေနဲ့လည်းလိအဝေးကွင်းနောက်ဆုံး9ပွဲဆက်သွင်းကိုရယူထားနိုင်ခဲ့တာကြောင့်ဒီပွဲဟာနှစ်သွင်းပေါင်းသွင်းကို3ဂိုးပြည့်ဖို့ဟာလွယ်ကူနေတယ်လို့ရှိနေတာကြောင့်ယခုပေးထားတဲ့ဂိုးပေါင်း3လုံး80နိုင်ဆိုတာဈေးလျော့ချနေတယ်လို့သုံးသပ်မိပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာဂိုးပေါင်းဈေးလျော့ချနေတဲ့အချက်ရဲ့နှစ်သင်းစလုံးပွဲပန်းနေတဲ့အချက်ရဲ့ဂိုးပေါင်းဝင်ရိုးသင်းကျလာတဲ့အချက်ရဲ့စတဲ့အချက်တွေပေါ်အခြေခံပြီးတော့ဒီပွဲစဉ်မှာဂိုးပေါင်းအောက်ပတ်ကိုပဲရွေးချယ်ထားခြင်းပါတယ်။မိတ်ဆွေတို့အနေနဲ့တခြားရွေးချယ်မှုတွေကိုတော့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်။ Telegram link ကိုတော့အောက်က description နဲ့ comment မှာထည့်ပေးထားပါတယ်ခင်ဗျာ။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။